အစီမအီပဲအရသာထူးခဲ့တဲ့နူးညံ့ဤဆက်ဝတ္တနီချက်ကိုအရင်လိုပုံစံအတိုင်းချက်ရတာရိုးအီနေပြီလားအခုပြောပြမဲ့ရှို့ဝက်ချက်အတိုင်းချက်ကြည့်မယ်ဆိုရင်အသားကထောပတ်လို့နူးညံ့ဤဆက်နေမဲ့ပြင်အစီတွေကလည်းလုံးဝမအီပဲအရသာလုံရှိတာကိုတွေ့ရမှာပါအရင်ဆုံးဝက်သားသုံးထပ်သားတွေကိုအတုံးအေးတွေတုံးပါစလုံးတစ်ခုထဲမှာရေထည့်ပြီးစားတစုံရှာလကာရီတစုံတို့နဲ့ရောဆက်ကဝက်သားတွေကို10မိနစ်ခန့်စိမ်ထားပေးပါဒီလိုလုပ်ပေးခြင်းကအသားတွေကအညစ်အကြေးတွေကိုကုန်စင်စေတဲ့အပြင်အသားကိုပုံမနူးညံ့သွားစေပါတယ်မအီအောင်စီထုတ်တဲ့အဆင့်ဒါကတော့ဒီဟင်းရဲ့အရေးကြီးဆုံးအဆင့်ပါအသားတွေကိုစီမပါတဲ့ဒဲအိုးပူပူထဲထည့်ပြီးအသားရောင်ရွှေဝါရောင်တန်းလာတဲ့အထိစိတ်ရှိရှိလေးလော်ပေးပါအသားတွေကထွက်လာတဲ့အစီပိုတွေကိုခတ်ထုတ်ပစ်ခြင်းဖြင့်ဟင်းကိုစားတဲ့အခါစီပြန်ပေမဲ့မအီတဲ့ရတာကိုရရှိစေပါတယ်အနက်မွေးပြန့်စေဖို့ဂျင်းကျက်တုံမြိတ်ငရုတ်တီးချောင်းနဲ့နာနက်ပွင့်တပွင့်ကိုထည့်ပါပြီးနောက်အယောင်လှပါပြီးအရသာပြည့်စုံစေမဲ့ဝတ္တနီချက်အနှစ်ကိုထည့်ပေးပါထူးခြားချက်အနေနဲ့ရေကြီးပဲမသုံးပဲဘီယာတပူးနဲ့ရေနွေးနှဲငယ်ကိုအသားမြုပ်ယုံထည့်ပါမိမိနှစ်သက်ပါကဘဲဥတို့မဟုတ်ငုံလေးတွေပါထည့်ပြီးမီးအေးနဲ့တနာရီခန့်အဖုံးအုပ်ကနူးဤအောင်တည်ထားပေးလိုက်ပါအသားနူးသွားတဲ့အခါမီးနှဲငယ်မြင့်ပြီးစော့လေးခက်ပြစ်ဖြစ်လာအောင်ခဏပြန်ကြိုပေးပါနောက်ဆုံးမှာတော့ကျက်တုံမြိတ်လေးတွေဖြူပေးလိုက်ရင်ပဲအနက်အရသာနဲ့ပြည့်စုံတဲ့ဝတ္တနီချက်လေးရရှိပါပြီထူးခြားချက်ကတော့ဘီယာနဲ့နှက်ချက်ထားတဲ့အတွက်ဝက်သားရဲ့အနက်အသက်ကိုပျောက်စေရုံတင်မကပဲအသားကိုထူးထူးခြားခြားပုံမနူးညံ့သွားစေတာပဲဖြစ်ပါတယ်ဒီဟင်းချက်နည်းလေးကရိုးရှင်းပေမဲ့စဖို့မှုလက်ရာအတိုင်းအရသာထူးခဲ့တာမို့ဒီနေ့ပဲအိမ်မှာစမ်းချက်ကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်ဗျ